ချစ်တော်သူများမင်္ဂလာပါရှင်ကျမပြသနေတဲ့ပင်လေးရတော့ဒီပင်လေးကိုတချို့ကကြတော့မော်လမြိုင်ပန်းလို့လည်းခေါ်ကြတယ်တချို့ကကြတော့လေ9 နာရီပန်းနဲ့နေမင်းကြီးက9 နာရီမှထွက်လာပြီဆိုရင်တတို့လေးတွေဟာပွင့်နေပြီကြားလာပြီဒီပင်လေးဆိုလေလေဂိုင်းတက်ကလေးတွေစီးလာရင်ဂိုင်းတက်ကလေးတွေချိုးပေးလိုက်တာအပွင့်လေးတွေကတော့အများအားဝေးနေအောင်ပွင့်နေပင်လေးပါရှင်ဒီမှာဆိုရင်ဒီပင်လေးကလည်းအဲ့လိုပါပဲမော်လမြိုင်ပန်းလို့လည်းခေါ်တယ်9 နာရီပန်းလို့လည်းခေါ်ကြတယ်ဒီမှာဆိုရင်သူ့ရဲ့အရွက်ကလေးရအောင်တခြားပင်ကြီးအရွက်နဲ့မတူတာအရွက်ကလေးရကိုစိမ့်ဆူနေဒီမှာဆိုရင်အဖူးလေးတွေနဲ့ပေါ့နော်အဖူးလေးတွေနဲ့ကျမတို့မကြီးပင်နေပေါ့နော်မကြီးရွက်တွေအရှိအဖူးလေးတွေနဲ့အရွက်ကလေးတွေနောက်တစ်ခါဒီအရွက်နဲ့အပွင့်နဲ့ဟာအစိမ်းတောက်ကလေးပေါ်မှာအဝါပွင့်တောက်ကလေးဆိုတာကြည့်ရတယ်ကြည့်ရတဲ့သူမှာပို့ပြီးတော့ပနာရနေတာပေါ့ရှင်သူကလည်းပဲ12 ရာသီပွင့်တာပါရှင်နောက်တစ်ခါဒီမှာလည်းသူ့မှာလည်းဒီလိုမျိုးအပွင့်လေးတွေပွင့်လိုက်ပြီဆိုရင်သူကဘာဖြစ်တုံးဆိုတော့အဲ့အပွင့်ရပွင့်ပြီးအတီးရဆက်လိုက်လာတာပါအဲ့ဒီအတီးထဲမှာအစစ်သေးလေးတွေပါအများကြီးပါတာအဲ့အစစ်သေးလေးအများကြီးတွေကနေပြီးတော့ကျမတို့ထပ်ပြီးတော့အပင်သေးလေးအပင်လေးတွေထပ်ပွားတာပါရှင်သူကလည်းအင်မတန်ချစ်စရာကောင်းပါတယ်ဒီကထာမများပါဘူးရှင်သူရေနှင်းငယ်လေးလောင်းပေးယူနေတစ်နှစ်ပတ်လုံးပွင့်ပါတယ်ဒီမှာဆိုရင်ဒီအသီးလေးတွေကဒါအစင်းရောင်လေးဒါလေးဆိုရင်အစင်းရောင်လေးဒီမှာဆိုရင်ဒီအသီးလေးဟာဒါအစင်းရောင်လေးဒါတော်တော်ကြီးနေတယ်ဒီအစင်းရောင်အဲ့ဒီအစင်းရောင်ဒါအပွင့်လေးကနေဒီလိုမျိုးအစင်းရောင်လေးကဒါပွင့်ပြီးတော့သူအဝါထွက်လာတာအဲ့ဒီမှာတစ်စင်းဒီမှာဆိုရင်ဒီလိုမျိုးအသီးလေးက6 သွားမှာအသီးလေးကအဲ့လိုမျိုးလေး6 သွားမှာအဲ့ထဲမှာအစစ်သေးလေးတွေပါတာအဲ့ထဲမှာအစစ်သေးလေးတွေပါတာပါဒီအသေးမှာအစစ်သေးလေးတွေမွှားလေးတွေပါအဲ့မွှားလေးတွေကနေမှပေါက်တာပါဘယ်နေရာမစိုးပေါက်တဲ့ပင်လေးပါရှင်ချစ်တော်သူများလည်းဒီလိုမျိုးပင်လေးကိုအိမ်ထဲမှာစိုက်ထားရင်လူရသည်မှာလည်းဒီလိုမျိုးအရွက်ကလေးတွေကစိမ့်ပြီးတော့ပေါ့နော်စိမ့်ဆူနေတယ်စိမ့်ဆူတောက်နေတဲ့ပုံမှာအဝါတောက်အပွင့်လေးတွေကပွင့်လာတာဆိုတော့စိတ်အေးချမ်းမှုကိုရရှိစေမှာအမှန်ပဲဖြစ်ပါတယ်ရှင်နောက်တစ်ခါသူကမိမိလိုသလိုလဲခိုင်းလေးတွေကိုလေညက်ပြီးတော့လိုသလိုပုံလေးတွေသွင်းလို့ရပါတယ်ရှင်ရှုသူအပေါင်းအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်ကျမရဲ့တစ်ပင်လေးအပင်လေးကိုအလှတွေကိုရိုက်ကူးတင်ဆက်ပြသလိုက်ရရင်ဖြစ်ပါတယ်ရှင်